ဈေးဘူးလေးတောင်ပဲသုံးပြီးတော့ဒီနေ့မှာထမင်းမေမေစားမှာပဲဖြစ်ပါတယ်ရှင်တိုးစရာကို2000မိုးမမကြီးကဝယ်လာပါတယ်ခဝဲသီးလေးကို1000မိုးဝယ်လာတယ်ငပိရေချိုကို1000မိုးဝယ်လာပါတယ်ရှင်ဝယ်လာတဲ့ငပိရေချို1000မိုးကိုမနေ့ကမုတ်တီချက်တော့9နှစ်တွေပို့တာနဲ့9နှစ်တွေကိုသိမ်းထားတာပါအဲ့9နှစ်နဲ့ငပိရေချိုရောပြီးတော့9ငပိချက်လေးတစ်ခွက်ချက်လိုက်ပါတယ်ရှင်ပြီးရင်တော့ဒညင်းဝက်ကလေးကိုလည်းကြော်လိုက်ပါတယ်အခုဆိုရင်တော့ငါးငပိချက်နဲ့ဒညင်းဝက်ကြော်လေးရဲ့တိုးစရာအစုံလေးရဲ့ကအရန်ကိုလိုက်ဖက်သွားပါပြီရှင်ကဲအဆက်တက်ကလေးရှိပြီဆိုတော့အချိုလေးနဲ့ပြန်ပြီးထိန်းရအောင်เนาะကဲအဆက်တက်ကလေးကိုထိန်းဖို့အတွက်အချိုချက်ကလေးချက်ပါမယ်ခဝဲသီးကြော်ချက်ကလေးကိုချိုလေးချက်ထားမှာပဲဖြစ်ပါတယ်ရှင်ခဝဲသီးရဲ့တဘာဝအချိုတွေလေးပြတ်မသွားအောင်လို့ပစွန်ကြောင့်အနှဲငယ်လေးထည့်တယ်စီလေးအနှဲငယ်ထည့်ပြီးတော့မမကြီးကအချိုချက်လေးချက်လိုက်ပါတယ်ရှင်ဒီအချိုချက်ကလေးကခလေးရောလူကြီးပါအရန်ကြိုက်တဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်เนาะဒီနေ့ရဲ့ထိမိနေတဲ့ဟင်းအတွက်ဆက်ကလေးကတော့ခဝဲသီးကြိုချက်လေးရဲ့ပြီးရင်တိုးစရာအစုံရဲ့ငါးငပိချက်ရဲ့နဲ့ဒီနေ့စားမှာပဲဖြစ်ပါတယ်ရှင်